အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လူတော်များများစူးစမ်းနေပေမဲ့ဘာကြောင့်ကံမကောင်းနေရတာလဲဘာကြောင့်ငွေမမြဲတာလဲဘာကြောင့်ဘဝမှာအခက်အခဲတွေမပြီးနိုင်တာလဲဆိုတဲ့အကြောင်းရင်းကိုအတိအကျကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအချက်တွေကိုတင်မှရှိနေရင်ကံနှိမ့်နေတာသိကြနေပါပြီနံပါတ်1မိဘစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေဟာဘယ်လောက်စူးစမ်းကံကောင်းခြင်းနဲ့ဝေးနေတတ်ပါတယ်နံပါတ်2သူများကိုမနာလိုစိတ်များတဲ့သူတွေဟာကိုယ်ကံကိုပိတ်နေတယ်လို့ဖြစ်တတ်ပါတယ်နံပါတ်3လိန်ညာတက်တဲ့သူဂရိမတိတဲ့သူတစ္ဆာမရှိတဲ့သူတွေမှာငွေကံလည်းမမြဲသလိုလူချစ်လူခင်လည်းနေတတ်ပါတယ်နံပါတ်4အိမ်လျှောက်တဲ့သူအခမ်းမတန့်တဲ့သူတွေမှာကောင်းတဲ့စွမ်းအင်တွေမဝင်နိုင်ပါဘူးနံပါတ်5ပတ်စံရတာနဲ့အကုန်ဖြုံးပြတဲ့သူတွေဟာငွေကံပြောက်လွယ်ပါတယ်နံပါတ်6အမြဲဆဲဆိုဒေါရထွက်အော်ဟစ်နေတဲ့သူတွေမှာစိတ်ချမ်းသာမှုနဲ့ကံကောင်းခြင်းတွေပျော်နေတတ်ပါတယ်နံပါတ်9သူများဒုက္ခရောက်တာကိုဝမ်းတာတတ်တဲ့သူတွေဟာတနေ့မှာကိုယ်တိုင်ပြန်ခံရတတ်ပါတယ်နံပါတ်10ဖရာတရားမိပြီးမကောင်းတဲ့ကျင့်တွေများလာတဲ့သူတွေမှာဘဝအသက်ကြများတတ်ပါတယ်နံပါတ်9ငါမရဘူးငါမကောင်းဘူးငါကံဆိုးတယ်လို့အမြဲတွေးနေတဲ့သူတွေဟာမကောင်းတဲ့စွမ်းအင်ကိုကိုယ်တိုင်ခေါ်ယူနေသလိုဖြစ်ပါတယ်နံပါတ်10အလှူဒါနမလုပ်တတ်တဲ့သူကျေးဇူးမသိတတ်တဲ့သူတွေမှာကံကောင်းခြင်းဝင်လာဖို့ခက်ခဲပါတယ်ဒါကြောင့်ကံကောင်းခြင်းရင်စိတ်ကောင်းထားပါမိဘကိုယူသေးပါအိမ်တန့်ရှင်းပါသူများအပေါ်ကူညီတတ်ပါအလှူဒါနပြုလုပ်ပါကံတရားဆိုတာတနေ့တည်းနဲ့မပြောင်းလဲပေမဲ့ကောင်းတဲ့အကျင့်တွေစုလိုက်ရင်ဘဝကတဖြည်းဖြည်းတက်လာမှသိကြပါတယ်သင်ကရောအခုဒီချက်တွေထဲမှာဘယ်အချက်ရှိနေတယ်လို့ထင်လဲကွန်မန့်မှာပြောခဲ့ပါနော်